ကျွန်တော်စကုံမီစတာဆိုရည်ခါမှမနာဘူးသွားပြီဒီငယ်အဖြစ်လာလား ဒီမှာစကုံမီစရတယ်စောတက်တက်ပဲခါမှမနာဘူးလူတွေစရတာပတ်စံမြကြီးရထွက်ရတယ်ကျွန်တော်စတာအစောတက်တက်ပဲတခါမှမထွက်ရဘူးတကယ်ကြီးစက်ကူမီပဲဖြစ်ဖြစ်ချဲကနာပဲပဲထီလက်မပဲဖြစ်ဖြစ်မေဘလော့ပဲကာကောတဲလောက်မချတာနေဘူးကာရရအောင်မေယူကြည်စားပါတဲတွေကမေအုံတော့မစီမှုကိုယူကြည်ပြီးအမြတ်ထုတ်ထားတာ ကိုတာပဲငါဘလော့ကတဲလောက်ထိမချတာဘူး ဒီကိုဖြစ်လိုက်တော့ ဖြစ်မှာကွာ ကောရတဲ့ငယ်ကြီးငါတို့ယူရတဲ့သွားလဲမဲ့ သွားမယ်လေရွေကြီးငါပက်စာလောရှိတယ်ငါလိုချင်တဲ့ဥစ္စာငါကိုဝယ်ရတယ်တကယ်ကြီးမင်းအကြလုံးမင်းနဲ့ပေါ်တာပေါ့တကယ်ကြီးမင်းငါနဲ့တကယ်ကြီးဖြစ်တယ်မင်းအရက်ကကလည်းဟုတ်တယ်တကယ်ကြီးထက်ခါဟဲ့တကယ်ကြီး ဘာလဲ ဘာကိစ္စစီလဲ ဟာသူစမနေစတာနဲ့ပါလာလား ဟုတ်တယ်လေဘာဖြစ်လို့လဲ သူကစောက်ကြည့်တဲ့စကားတွေပြောတတ်တယ်သူကယူလို့ပဲ ငါယူဆိုရတော့စိတ်မပူနဲ့မြန်ငါထက်အစင်းမြတဲ့အယူကြီးကြက်ရမှုဖြည့်ဖို့ပို့စားများတယ်တကယ်တော့ငါယူမဟုတ်ဘူးညာကောလောလောလူတွေလက်မနေတဲ့အစစ်ရောက်နေတာ နေရောက်ကအယူမဟုတ်ရဲ့ဘာလဲ ငါယူပဲမဟုတ်တာဒါမဲ့တကယ်တော့စော့ပေါ်ကြည့်ပါကွာ ဘာပြောလဲတကယ်ချင်း ဟုတ်တယ်ငါနေပေါ်တယ်နေပေါ်တော့ပေါ့ မင်းကပညာရှိတယ်ဆိုတော့ငါသိတယ်နော်မင်းကနေပေါ်တော်လို့ပြောထားတာမင်းပညာကိုလောကချက်ထားချင်လို့မဟုတ်ဘူးလား နေကစေစားတဲ့ပညာတွေစီလာပြီကို ရှိတာဗော ငါနဲ့ပေါ်စားပါသွားမယ် ပါ ဟာတကယ်ကြီးအဲ့ဒီကဘာစတယ်မသိဘူးလေဟိုတွေကကြတော့နာဟိုတွေကစပ်ပေါ်ဆိုသွားပြီအယူစတာပါ တကယ်ချင်းငါမင်းကိုမင်းဆရာတခုရှိတယ် မေးချင်တယ်မင်းလို့ရတာပေါ့မေးပါဘာမှမဖြစ်ပါဘူး တကယ်ချင်းလူတွေဘာကြားတက်ခေါမတူညီကြတာလဲ လူတွေကတွေးခေါ်မတူညီကြတာတဘာဝစားပါတယ်ငယ်ချင်းဥပမာပြောရရင်ငါကဘာကြီးတိုးတဲမဲ့အကျော်တွေးနေချင်းမှာမင်းကနေလဲစားဘာစားမလဲတွေ့တဲ့သဘောမျိုးပေါ့ တကယ်ချင်းမင်းကတကက်ဆရာကြီးပဲ မဟုတ်ဘူးတကယ်ရင်ငါဆရာကြီးမဟုတ်ဘူးဆရာကြီးပြောရတယ်ငါကြားရလို့မင်းကိုပြောပြတာ အဲ့လိုလားတကယ်ချင်းပြောထားတာဒီကျွန်တော်ကိုမတတ်ထားပါတယ် ခေါ်တာပေါ့